ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျနော်အနာတိတ်မကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ခွန်ရဲသူပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကဘာပေါ် UFO တွေကတကယ်ပဲလာခဲ့တာလားတကယ်ပဲရှိတာလားဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုနဲ့တကွကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ခင်ဗျ1998ခုနှစ်အမေရိကန်အရစ်ဇိုနာဆိုတဲ့နယ်မြို့လေးတစ်ခုမှာဒီမိုးကောင်းကင်မှာပေါ့နော်ဘာမှမသိတဲ့မီးလုံးငါးတော့မိုးကောင်းကင်မှာလင်းလာခဲ့တယ်တဲ့ဒါကိုလူတို့အများစုကလည်းဒါတွေကိုအကုန်လုံးဖုန်းတွေနဲ့တက်တက်မှတ်တမ်းယူခဲ့ကြတယ်ဒီသတင်းကိုအစိုးရကနေပြီးတော့ဒါဒီလေတက်ကနေပြစ်လွတ်လိုက်တဲ့ဒါမီးတုံးကြီးလို့ပြောကြပေမဲ့ဒီမြင့်မြင့်တက်တယ်ဒါဘယ်သူမှတော့မယုံကြဘူးပေါ့နော်ပိသိကြီးတို့ရောဒါတကယ်ပဲ UFO လားဒါမှမဟုတ်အစိုးရပြောတဲ့အတိုင်းပဲဒါလေတက်ကပြစ်လွတ်လိုက်တဲ့မီးတုံးကြီးလားဆိုတော့ကျွန်တော်နဲ့အတူတူဗီဒီယိုမှာလိုက်ကြည့်လိုက်အောင်ခင်ဗျ There's a third one. Hey, Sue? All right, you tell me what it is. Oh, what do we got? Hey, Sue! Take a look at this. ပြည်သူကြီးတို့လည်းဗီဒီယိုအဆုံးနေကြည့်ပြီးပါပြီဆိုတော့ဒါတကယ်ပဲ UFO လားဒါမှမဟုတ်ဘူးလားဆိုတော့ကောင်းမှန်းခဲ့ကြပါဦးနော်